အားလုံးပဲမင်္ဂလာပါရှင်ငကားရှိဝါဆိတ်ရွှေရနာဆိုင်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့လေးမှာတော့မမီးရဲ့ချစ်ကကာတွေကိုအရန်ကိုမှချစ်စရာကောင်းပြီးတော့ဝတ်လိုက်လို့ရှိရင်လူငယ်ဆဆန်ပေါ့ပပလေးဝတ်ဆင်လို့ရတယ်အတီးကီဝိုက်ကာလာနှကွင်းလေးတွေနဲ့မမေကမိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်မမင်းပထမဆုံးရောင်းပေးမဲ့နှကွင်းလေးကတော့အသေးနှကွင်းလေးပါเนาะအသေးနှကွင်းလေးကိုမှမင်းတို့ပတ်လည်လေးမှာဆိုလို့ရှိရင် diamond ဆက်ဖြတ်ဒီဇိုင်းလေးပါပါတယ်ရှင်အခုနှကွင်းလေးရဲ့ grading လေးကတော့ 1.81 ကိုမူရင်းစီလေးက17,900,000ကိုအထူးလျှော့စီလေးကတော့17,500,000နဲ့ရရှိမှာဖြစ်ပါတယ်ရှင်အခုပေါ့နော်မမေထပ်ပြီးပြပေးတဲ့နှကွင်းဒီဇိုင်းလေးကတော့အလိမ်နှကွင်းဒီဇိုင်းပြောင်းလေးပဲဖြစ်ပါတယ်အခုနှကွင်းလေးရဲ့ grading လေးကတော့1.84 gram လေးကိုမူရင်းဈေးလေးက12,800ကိုအထူးလျှော်ဈေးလေးကတော့13,86000နဲ့ရရှိမှာဖြစ်ပါတယ်ရှင်ကဲမမေရဲ့ချစ်ကကာရီကာတီယာလေးမီနေတဲ့အတွက်အခုမမေကကာတီယာနှကွင်းအထည်အချစ်ကလေးကိုပြပေးလိုက်ပါပြီရှင်။ဒါလေးကတော့မင်းတို့ကာတီယာနှကွင်းလေးကိုမှ gram ချိန်လေးကတော့ 2.38 gram လေးပါရှင်။မူရင်းဈေးလေးကတော့15,63000ကိုအထူးလျှော်ဈေးလေးကတော့15,3000ခွင့်နဲ့ရရှိမှာဖြစ်ပါတယ်ရှင်။ခုပေါ့နော်မမြင်ပြပေးနေတဲ့နှကွင်းလေးဆိုရင်မင်းတို့နှကွင်းရဲ့ပတ်လည်မှာဆက်ဖြတ်လက်ရာလေးနဲ့လုံးဝကိုမှလက်ပြီးတော့မှပေါ့နော်ဆက်တက်လှပါတဲ့နှကွင်းအထည်ချက်ကလေးပဲဖြစ်ပါတယ်ရှင်အခုနှကွင်းလေးရဲ့ gram ချိန်လေးကတော့1.54 gram လေးကိုမူရင်းဈေးလေးကတော့10,600ပါရှင်အထူးလျှော်ဈေးလေးကတော့9,800,000နဲ့ရရှိမှာဖြစ်ပါတယ်ကဲနောက်ဆုံးပြပေးမယ့်နှကွင်းလေးဆိုလို့ရှိရင်တော့မမင်းတို့ဂုံးလေးပေါ့နော်ဂုံးနှကွင်းလေးကိုမှဆက်ဖြတ်လက်ရဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ပပလေးနဲ့လူငယ်ဆဆန်ဝတ်ဆင်လို့ရပါတယ် gram ချိန်လေးကတော့ 1.33 gram လေးကိုမှမမင်းတို့ပေါ့နော်မူရင်းဈေးလေးကတော့8,900,200ကိုအထူးလျှော်ဈေးလေးကတော့8,56000နဲ့ရရှိမှာဖြစ်ပါတယ်ရှင်ဒီနေ့လေးမှာတော့မမင်းရဲ့ချစ်ကကာရီလူငယ်ဆဆန်ပပလေးဝတ်ဆင်လို့ရမယ် 80k white color နှကွင်းလေးနဲ့မမင်းကဒီနေ့မိတ်ဆက်ပေးလိုက်ပါပြီရှင်ရတနာဒီဇိုင်းအသစ်တွေကိုပေါ့နော်ဆိုင်ရောက်လာဝယ်စရာမလိုဘဲနဲ့အသေးစိတ်ကြည့်ရှုနိုင်မှုအတွက်မမင်းတို့ပေါ့နော်ဗီဒီယိုလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မမင်းရဲ့page လေးကိုပေါ့နော် like and follow လေးလုပ်ထားပေးဖို့လည်းမမိပါနဲ့နော်ဒါအပြင်တခြားကြည့်ချင်တဲ့ရတနာပစ္စည်းတွေရှိလို့ရှိရင်လည်းမမင်းရဲ့ပေါ့နော်live ရဲ့ comment လေးရဲ့အောက်မှာလည်းဝင်မှတ်ပေးခဲ့ပါအောင်ရှင်။မမင်းရဲ့ live လေးကိုအဆုံးထိပေါ့နော်ကြည့်ရှုအားပေးတဲ့အတွက်ကြောင့်မလို့လည်းမမင်းတို့ရဲ့ငကားရှိဝါမိသားစုမှာအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေရှင်။မမင်းတို့ရဲ့ပေါ့နော်ငကားရှိဝါစိတ်ရွှေရနာဆိုင်ခွဲလေးကတော့ Time City Jewelry Mall မြင်နေတဲ့ဝင်ပေါက်ဝါရဲ့ပပချမ်းလေးမှာရှိပါတယ်ရှင်။